ရှင်ဒီနေ့ညီမလေးပြပေးချင်တာဒီမှာညီမလေးဝတ်ထားတဲ့ကတ်လေးဒီဇိုင်းလေးပြပေးချင်ပါတယ်ရှင်ဒါလေးကတော့ရိုးရီယာစပြန်ပရိန်တွေနဲ့ထပ်ထားပြီးတဲ့ခရမ်းဆွဲလေးပါရှင်ခရမ်းဆွဲဒီဇိုင်းလေးအရန်လာရင်တော့ဒီမှာဒေးလီပဲဝတ်မလားမတို့ပွက်တော့ပွက်လာလေးပဲဝတ်မလားအရန်လာတဲ့ဒီဇိုင်းလေးပါရှင်ခရမ်းဆွဲလေးရှိမယ်ရှင်ဒီမှာနော်ခရမ်းဆွဲဒီဇိုင်းလေးအရန်လာပါတယ်ရိုးရီယာထက်လေးနဲ့ကတ်ထားပေးတယ်ဒီမှာတော့နော်အရန်လာတဲ့ဖဲပြားလေးနဲ့ပါပေါ့နော်ဖဲပြားဒီဇိုင်းလေးရှင်စလင်းဝါလေးလည်းရှိတယ်เนาะဒီမှာစလင်းဝါလေးလည်းပါပါတယ်စလင်းဝါလေးရှိမယ်ပြီးတော့ဘလူးတူးပတ်လေးလည်းရှိရရှင်ဒီမှာဘလူးတူးပတ်လေးလည်းရှိပါမယ်ရှင်ဘလူးတူးပတ်ရှိမယ်ဒီမှာဟန်ချင်းလေးအဲ့ဒီနဆွဲနဲ့အတူတူလိုက်တဲ့ဟာတွေတပွင့်နဲ့ဟန်ချင်းလေးဝစ်စင်တယ်မှာတော့ဆိုဒီမှာတပွင့်နဲ့လေးရန်လာရယ်เนาะဒီလိုမျိုးလေးနဆွဲလေးနဲ့ဟန်ချင်းလေးနဲ့ပေါ့เนาะအဲ့လိုမျိုးလေးဝစ်လို့ရပါတယ်ဟန်ချင်းလေးလည်းရှိပါတယ်ဟန်ချင်းလေးဆိုလို့ရှင်လည်းအစုံရှိတယ်เนาะဟန်ချင်းလေးဆိုလည်းညီမလေးဒီမှာအစုံရှိတယ်ဒီမှာဒါလေးဆိုလို့ရှိရင်သူကအာဖရိကလေးရှင်အာဖရိကဗရမယာရှိမယ်ချက်စီတိုနီတလင်းစိန်ပေါ့เนาะကြောက်စိန်အစားရိုးဝဲချက်စီတိုနီဟန်ချင်းလေးရှိပါမယ်ရှင်ဒီလိုမျိုးလေးချက်စီတိုနီဟန်ချင်းလေးရှိတယ်ခရမ်းဆွဲဟန်ချင်းရှိမယ်ဆလင်းဝါ sorry ဒါလေးဆိုဆလင်းဝါလေးပါရှင်ဆလင်းဝါလေးရှိမယ်เนาะဒီမှာဆလင်းဝါလေးညီမလေးဝတ်ထားတဲ့ဟန်ချင်းလေးဒီဇိုင်းမျိုးလေးရှင်ကြတော့ဒီမှာဒါလေးဆိုခရမ်းဆွဲလေးเนาะဒါလေးဆိုလို့ရှိရင်မြစိန်ရှင်ဒါလေးကတိုင်အောင်ဆိုင်မြလေးရှိပါမယ်တိုင်အောင်ဆိုင်မြလေးရှိပါမယ်ရှင်ကြဒါလေးဆိုလို့ရှိရင်ခါနဲ့လိမ်မော်လုံးချော်လေးပါเนาะခါနဲ့လိမ်မော်လုံးချော်လေးအရန်လာတယ်အပြင်မှာရန်လာတဲ့ဒီဇိုင်းလေးတွေထည့်ထားပြီးတယ်အမတို့ဒီနေ့တက်လို့မှစနေဆိုရင်ညီမလေးရဲ့ TikTok CV Viber ဖုန်းနံပါတ်ကိုဆက်အမှားဆက်တယ်လို့ရပါတယ်ရှင်